အားလုံးပဲမင်္ဂလာပါကျွန်တော်အခုပြောပြမှာတော့ဂျပန်ကစက်ရုံတွေကတစ်လကိုဝင်ငွေ60-90ရနေရဆိုတကယ်လားတကယ်မဟုတ်ဘူးလားဆိုတဲ့အကြောင်းကျွန်တော်ပြောပြမှာဖြစ်ပါတယ်တကယ်တော့ဂျပန်ကစက်ရုံအများစုမှာလုပ်နေတဲ့အလုပ်တွေကသူတို့ရဲ့တနားရီလောက်ခလာစာမရှိဘူးဆိုရင်တော့1500လောက်တော့ရှိတယ်1500ဆိုရင်ကျွန်တော်ဗမာဝင်နဲ့ဆိုရင်အခု24ဆိုတော့3000လောက်ထားပါတလားဆိုရင်သူတို့တွေကမထွက်ဘူးဆိုရင်24-22တော့အနည်းဆုံးထွက်ပါတယ်ဒါပေမဲ့တစ်ခုနဲ့တစ်ခုတော့မတူဘူးဘာလို့မတူရလဲဆိုတော့ကျွန်တော်တို့တွေနေ့ဆိုင်တီတန်လက်ရှိတို့နေ့ဆိုင်ညဆိုင်တပတ်တစ်ခါပြောင်းနေရတယ်ရှိပါတယ်ကျွန်တော်တို့တွေနေ့ဆိုင်ညဆိုင်ဘာကွာလဲဆိုတော့နေ့ဆိုင်ညဆိုင်ကညဆိုင်တက်တဲ့ခါရောက်ရင်သူတို့ကကုမ္ပဏီကနေပြီးတော့ကျွန်တော်တို့လုပ်တမားတွေကိုညဆိုင်ကြီးဆိုရင်မှတီတန်ပြပါတယ်အဲ့တော့နေဆိုင်ညဆိုင်လုပ်နေတဲ့လူကပုံမှန်ပတ်စံထွက်တာပေါ့နေဆိုင်တီတန်လုပ်နေတဲ့လူကကျွန်တော်ပုံမှန်ဒီရဲ့လစာလေးပဲအဲ့ဆိုတော့နည်းနည်းနေဆိုင်ညဆိုင်လူထက်ဆိုင်တော့နည်းနည်းရော့ပေါ့ဒါပေမဲ့နေဆိုင်ညဆိုင်လုပ်တဲ့လူကကျွန်တော်သူတို့ရဲ့ပေးထားရတဲ့တဲ့ဟုတ်လားအချိန်ကြီးရတဲ့များရွယ်ညဆိုရင်လည်းကျွန်တော်တို့ညဆိုင်ဆင်းတဲ့လူတွေကညမအေးရဘူးဗျာညမအေးရပေမဲ့နေ့လည်းအေးရတယ်နေ့လည်းအေးရပေမဲ့ကျွန်တော်တို့နေ့ညပြောင်းတဲ့အခါကျတော့ကျွန်တော်တွေကတော်တော်ကြီးတိုင်ပတ်တာပေါ့ကျွန်တော်တို့နေ့ညပြောင်းရင်ဒီမှာအိတ်ချိန်နဲ့မမှန်တော့ဘူးအစားအသောက်တွေကလည်းမမှန်တော့ဘူးအိတ်ချိန်နဲ့အိတ်စားချိန်နဲ့ချိန်အိတ်ပြီးတော့နေ့ညပြောင်းတဲ့အတွက်ကျွန်တော်တွေကပြီးတော့ကောင်းကောင်းမွန်မွန်အိတ်ရအောင်ပေါ့အားကြောင့်သူတို့ရဲ့ပေးဆက်ထားရတဲ့အချိန်တွေလိုက်ကျွန်တော်တို့ညဆိုင်ခြေဆိုတာလည်းရထားတယ်အဲဒီအတွက်နေ့ဆိုင်ညဆိုင်ဓမ္မတွေကလစာပို့ထွက်တော့ဒါပေမဲ့နေ့ဆိုင်ညဆိုင်လစာပို့ထွက်ပေမဲ့ကျွန်တော်တို့စံကြောလောက်တဲ့အခါတို့ဘာလို့ဒီလဲအဲ့ချိန်မှာလည်းအချိန်ပိုပေါ့စံကြောဆိုအချိန်ပိုလောက်တဲ့အခါဆိုလဲကျွန်တော်တို့လစာကွာပါတယ်လစာကတချို့စံကြောကတလားကို20နာရီရရဆိုရင်ကျွန်တော်တို့မထွက်ဘူးဆိုရင်ဂျပန်ရန်နဲ့တလားဆိုရင်28လောက်ထိတော့ထွက်တော့ပေါ့28-29အဲဝင်ကျင်ပေါ့စံကြောကအများကြီးများတယ်လို့ပေါ့ပုံများလစာလည်းပုံများပါတယ်ကျွန်တော်တလားစံကြောက40နာရီ30နာရီနဲ့ဆိုရင်ကျွန်တော်1030ပေါ့1030ဆိုရင်ဗမာငွေနဲ့ဆိုရင်90-80လောက်ထိထွက်တော့ပေါ့90-80လောက်ထိထွက်ပြီးတော့ဒါပေမဲ့ကျွန်တော်တို့တွေအဲ့ဒီ90-80တွေကနေမှကျွန်တော်တို့ရဲ့စားစိတ်တွေတွားစိတ်တွေတောင်းစိတ်တွေဝယ်စိတ်တွေကတော့မပါသေးပေါ့ပြန်မှအားဖြင့်တော့အထက်အနေမှကျွန်တော်တို့ရဲ့နေ့စဉ်ဘဝသုံးဆွဲနေတဲ့ပတ်စံနှုတ်မှာပေါ့အဲ့ဒီကနှုတ်မှလက်ထဲမကြံဘူးဆိုရင်တော့90လောက်ကကျန်တာပေါ့350တကယ်လေကျွန်တော်တို့စိတ်အောင်အလုပ်ဆိုတာကကျွန်တော်တို့လစာကောင်းတဲ့အလုပ်တွေလည်းပါတာပေါ့စိတ်အောင်အလုပ်လုပ်တဲ့ခါရောက်ရင်လည်းကျွန်တော်တို့ကြံလားအလုပ်ဆိုတာတနည်းနဲ့တနည်းလည်းမတူတချို့လောက်ကပြင်မဲ့နဲ့တချို့လောက်ကတတနဲ့လုပ်ရတယ်အဲ့တော့ကိုကံပေါ့တနဲ့လုပ်ရပြီးတော့ပတ်စံရနေရင်တော့ကျွန်တော်တို့တက်ကကန်ကောင်းတာပေါ့ကျွန်တော်တို့တကယ်တော့မရဘူးလားဆိုတော့တကယ်ရပါတယ်60-90ကတော့ပြည့်မလို့ပြောမှာပေါ့ဒါပေမဲ့ကျွန်တော်တို့အချိန်ပိုပေါ့အချိန်ပိုပေါ်မှာမူတည်ပါတယ်အချိန်ပိုကများရင်များသလိုလစာကလည်းပိုများလာပါမယ်အချိန်ပိုကနည်းသွားလို့ရင်လစာလည်းနည်းတော့ပါမယ်အဲ့ဒါဘယ်ဟာစကားပြောလဲဆိုရင်အချိန်ပိုကစကားပြောပါတယ်လစာနည်းများတာပေါ့အဲ့တော့တချို့လောက်နေရတယ်လည်းအများကြီးပါကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးလောက်ခဲ့တော့သိရပေါ့အဲ့ဆိုရင်ရများဆိုတာခုဗီဒီယိုကြည့်နေတဲ့လူလည်းဒီလောက်ဆိုရင်သိလောက်ပါပြီအဲ့ဆိုရင်ဒါပါပဲဗျာ